ဒါကတော့2025မှာဥထားတဲ့လက်ဥလေးတွေ2026မှာစတင်အကောင်ပေါက်လာတာပဲဖြစ်တယ်အခုမြင်နေရတာကတော့ဥနံပါတ်ဘလောက်ကနေဘယ်လေးပေါက်လာတယ်ဆိုတာကိုလိုက်ရှာနေတာပဲဖြစ်တယ်ဒီနှစ်ကောင်တွေကတစ်ကောင်ကနံပါတ်1ဥကနေပေါက်လာတယ်ဆိုတာ100%သိကြတယ်ဟာကြည့်လိုက်ပါဦးတဲထဲမှာတစ်ကောင်ကျန်သေးတယ်ခေါင်းလေးလုံနေတာမြင်လိုက်ကြရဲ့လားမနေ့နေရာပြင်းလာပြီဆိုတော့လက်ပေါက်စတွေကိုအိမ်ထဲကိုရွှေ့လိုက်တော့မယ်အခုမြင်လိုက်တဲ့အကြီးလေးတွေကအရင်နေ့ကပေါက်ထားတဲ့အကောင်တွေပဲဖြစ်တယ်အိမ်ထဲရောက်မှနောက်ထပ်ကျန်တဲ့တစ်ကောင်ကိုထပ်ရှာကြမယ်နေပူလုံးတဲ့တန်ကိုမခံရင်တော့လက်ပေါက်စကထွက်ပြေးနေပြီခုလိုတဲတဲကနေလက်ကောင်ပေါက်ကလေးကိုရှာနေရတာကဘလိုင်းပေါက်ဝဲဖောက်ထားတဲ့ဆဲစားမခောက်တာတယ်ဒါကတော့ကျွန်တော်တယောက်တည်းရဲ့အမြင်လေးကြည့်ပါဦးဒီနားလေးကလုံနေတာဘယ်တော့တော့တဲရစရာကောင်းလိုက်လေအခုလိုတဲတဲကနေဖြည်းဖြည်းချင်းလေးတူးပြီးတော့လက်ရှာရတဲ့အရာတော့ကျွန်တော်နဲ့တူလိုက်ခံစားလိုက်စမ်းပါဥထဲကနေမထွက်နိုင်ပဲတဲတဲတင့်နေတဲ့လက်ကလေးကိုနောက်ဗီဒီယိုမှာဘယ်လိုထုတ်ပြမလဲဆိုတော့လိုက်ပါကြည့်ရှုပေးကြပါဦး